လောက်ကြာကြာယူမသွားတဲ့သပင်ကီ၃မျိုးကျွန်တော်ဆိုင်မှာလာညက်နေကြလူငယ်တွေထဲမှာများသောအားဖြင့်ဒီသပင်ကီ၃မျိုးကိုပဲညှက်ကြတာများတယ်။ဘာကီတွေဖြစ်မယ်ထင်လဲ။နံပါတ်1တက်ပါဖိတ်ဒီသပင်ကီကလူငယ်တွေအတွက်အတော်လေးအဆင်ပြေတယ်။ဘေးနှစ်ဖက်နဲ့အနောက်ကိုဖိတ်ထားပြီးတော့နားနောက်နားလေးကိုစမ်းသားမဲမဲလေးပေါ်အောင်ထားတဲ့ပုံစံကလုံးဝလူငယ်ဆန်တယ်။များသောအားဖြင့်ဆယ်ကျော်တဲ့လူငယ်တွေအညံ့များတဲ့ကီဖြစ်တယ်။နံပါတ်2မူလက် hair style မူလက် hair style ကကြတော့ခက်မမိုက်ပုံစံအထာပေါက်ကျင်တဲ့လူငယ်တွေအညံ့များတယ်။သူ့ပုံစံကခေါင်းရဲ့အနောက်ပိုင်းမှာရှိတဲ့သပင်တွေကိုတင့်တယ်လို့အရှိထားရတာအနောက်သပင်ကိုအရှိထားကြတဲ့ကဒီလူရဲ့ပုံစံကဘယ်လိုဖြစ်နေမလဲခက်မမိုက်ပုံစံတော့ကိုခေါ်နေပြီနံပါတ်3သူ့ဘလော့ဒီကေကတော့ဆရာကြီးပဲတခြားကေတွေဘယ်လောက်ယူယူသူ့ဘလော့ကေကတော့မယူသွားဘူးအချိန်ဘယ်လောက်ကြာကြာညှက်တဲ့လူကတော့ရှိနေတော့ပဲလူငယ်ရောလူလယ်ပိုင်းတွေပါအညံ့များဆုံးသပင်ကေခင်ဗျားအခင်ဆုံးပေါ်တာနဲ့ခင်ဗျားကရောဘယ်လိုကေတွေအညံ့များလဲcomment ထဲမှာရေးသွားကြည့်လေ